ချမ်းသာတဲ့အမျိုးသားတယောက်ဟာသူ့ရေးစားရဲ့ပြန်ပေးဆွဲခြင်းကိုခံရပြီးကိုပိုင်ပီလာထဲမှာတင်အချင်းချခံထားရပါတယ်အမျိုးသမီးကသူ့ကိုကျမ်းပြင်ပေါ်တွန်းလဲအုပ်ဖောက်ဆက်နဲ့ချင်းချောက်ပြီးဘန်ကအသုံးပြုခွင့်တောင်းဆိုပါတယ်အမျိုးသားကတည်ငြိမ်နေပေမဲ့အမျိုးသမီးကသူ့ခြေထောက်ကိုဆက်နဲ့တကယ်ဖောက်လိုက်တဲ့အခါမှာတော့နာကျင်လုံးလို့အလျှော့ပေးလိုက်ရပါတယ်အမျိုးသမီးကဒေါ်လာတန်းပေါင်းများစွာကိုသူ့ကောက်နဲ့လွှဲပြောင်းယူလိုက်ပါတယ်ဒီဖြစ်ရပ်ကိုအိမ်နီးချင်းကမှန်ပြောင်းနဲ့လက်မြင်နေပေမဲ့ရဲကိုအကြောင်းမကြားပဲကိုကျိုးရှာဖို့ပဲကြံစီနေပါတယ်အမျိုးသမီးကအဲ့ဒီမှာတင်မရက်ပဲမှတ်ပုံမတင်ထားတဲ့ငွေတိုက်စာချုပ်တွေကိုပါလိုချင်တာကြောင့်လက်ပွေနှိပ်ဖို့အမျိုးသားကိုအနှောင်ဖွဲ့တွေဖြေပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသားကသူမလဲပင်ကိုပြန်ညစ်ပြီးရုံးရင်းဆန်ခတ်ဖြစ်ကြရာကအမျိုးသမီးကကကြေးနဲ့အမျိုးသားပခုံးကိုထိုးဆိုင်လိုက်ပါတယ်သူကဆက်ပြီးမပူးပေါင်းတာကြောင့်သူ့ဇနီးဟောင်းနဲ့သမီးကိုပါဓာစာခံလုပ်ပြီးချင်းချောက်ပါတော့တယ်နောက်ဆုံးမှာတော့အမျိုးသားကအလျှော့ပေးလိုက်ရပါတယ်အဲ့ဒီနောက်အမျိုးသမီးကဘီလာတဲကပစ္စည်းတွေကိုရောင်းဖို့သူမပေါင်းပါကိုခေါ်လိုက်ပါတယ်အဲ့ဒီလူဟာအရင်ကအမျိုးသားရဲ့ခြေထောက်ကိုကြိတ်ချေခဲ့တဲ့ကားသူကိုဖြစ်နေပြီးဒါတွေအားလုံးကအမျိုးသမီးရဲ့စီစဉ်မှုတွေပါပဲသူတို့ပစ္စည်းတွေတည်ပြီးထွက်သွားချိန်မှာအိမ်နီးချင်းဘိုးကြီးကအိမ်ထဲခိုးဝင်လာပါတယ်အမျိုးသားကကင်မရာကနေမြင်ပြီးအကူညီလန်းတောင်းပေမဲ့အချက်ပေးတန်ပြီးသွားလို့အမျိုးသမီးကဘီလာကိုပြန်လှည့်လာပါတယ်အဖိုးကြီးကကူညီဖို့တောင်းပန်နေတဲ့အမျိုးသားစီကနေအလဲလဲနေနဲ့ငွေတောင်းပါတယ်အမျိုးသားကဒေါ်လာ6 သန်းတန်ပန်းချီကားပေးမယ်ဆိုတော့မှအဖိုးကြီးကဝမ်းသာအားရနဲ့ကြိုးဖြေပေးပါတယ်ဒါပေမဲ့အချက်ပေးတန်ထက်မိလာပြီးအမျိုးသမီးပြန်ရောက်လာတာကြောင့်အဖိုးကြီးလည်းလမ်းဖြတ်ပြီးတတိလီသားကိုခုခံဖို့ကောက်ကင်လိုက်ပါတော့တယ်